မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တော့ကိုကြီးပါမိတ်ဆွေတို့ရဲ့နေထွေးတဲ့အိမ်ရုံးခန်းစသည်တို့မှာအသုံးပြုတက်ဆင်လို့ကောင်းပြီးလက်စီဆန်တဲ့အိမ်မြောက်မှုကိုပေးမယ်တိုင်ငင်းအေကွန်စီးရီးတစ်ခုကိုကျွန်တော်ဒီနေ့အပေါင်းအသင်းလုပ်ပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘေးမှာရှိနေတဲ့တိုင်ငင်း application လက်စီစီးပဲဖြစ်ပါတယ်โอเคဒါဆိုရင် Dangin FTKZ ရဲ့ Indo Unit အပြင်ဘက် Java Design ထုတ်ပိုးမှုပုံစံကိုကျွန်တော်တို့အရင်ဆုံးလေ့လာလိုက်အောင်သူ့ရဲ့ထုတ်ပိုးမှုပုံစံကတည်သက်ကျစ်လစ်ပြီးတော့အကောင်းစား Java တွေအကောင်းစား Font တွေကိုကျွန်တော်တို့အသုံးပြုပေးထားတာဖြစ်တဲ့အတွက်မတော်တဆမိတ်ဆွေလွတ်ကျသွားရင်တော့မှပဲဒီကောင်အတွင်းဆက်သားကိုမထိအောင်လို့เนาะထုတ်ပေးထားတာကိုစနစ်တကျထုတ်ပိုးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ model ကFTKZ 25WBM model ဖြစ်တယ်အကောင်ရအဖြစ်တော့သူက25ဖြစ်တဲ့အတွက်တကောင် unit ပေါ့နော်နောက်ပြီးတော့သူက made in Thailand product ဖြစ်တယ်အခြား aircon တွေကဒိုင်ငင်းရဲ့ထုတ်တဲ့အခြား series တွေက made in Malay နဲ့လာတာပေါ့နော်ဒီကောင်ကတော့ဒီ model ကတော့ made in Thailand FTKZ luxury series ဖြစ်တယ်သူ့ရဲ့အရွယ်စားနဲ့ site ကိုကြည့်မယ်ဆိုလို့ရင်သူ့ရဲ့အရွယ် site ကတော့တော်တော်လေးကြီးတာကိုတွေ့ရတယ်သူ့ရဲ့အရွယ်စားဆိုလို့ရင်တော်တော်လေးလေးတယ်ဗျဒီကောင်တော်တော်လေးလေးတယ်ဘာကွာဝါလဲဆိုလို့ရင်ပုံမှန်ကျွန်တော်တို့ aircon unit တွေဆိုလို့ရင်ဒီ FTKZ ကတကောင်ကအခြား aircon တွေနဲ့ရှင်လို့ရင်နှစ်ကောင်စာလောက်သွားဖြစ်နေတာကိုတွေ့ရတယ်ဒါက FTKZ တကောင် aircon Indo unit ရဲ့ကျွန်တော်တို့အပြင်ဘက် packaging ထုတ်ပိုးမှုပုံစံပဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အပေါင်းအသင်းလုပ်ကြည့်အောင်အမောင်းသင်းလုပ်ပြီးရင်အရင်ဆုံးတွေ့ရမှာကသူ့ထဲမှာ accessory တို့တစ်ခုတွေ့ရမယ်အထက်မှာဘာတွေပါလဲဆိုရင်တဲ့ကျွန်တော်တို့ remote တစ်ခုတွေ့မယ်သူ့ထဲမှာ remote ထဲမှာထည့်မယ်ကျွန်တော်တို့တက်ခဲပါမယ်ပေါ့နော်တက်ခဲပါမယ်နောက်တော့ filter တွေပါမယ်ကျွန်တော်တို့စက်ဖွင့်ကြည့်လိုက်အောင်အမောင်းသင်းလုပ်ပြီးပါပြီဆိုတော့ Dangin FTKZ Luxury Series ရဲ့ထူးခြားတဲ့ function တွေကိုတစ်ချက်လေ့လာကြည့်လိုက်ရအောင်Dangin FTKZ Luxury Series ရဲ့အထူးခြားဆုံး function တစ်ခုကိုပြောပါဆိုရင်သူက Smart Control Wi-Fi စနစ်ပါတယ်Smart Control Wi-Fi စနစ်ပါတာကြောင့်သူကကျွန်တော်တို့ internet ရှိတဲ့ဘယ်နေရာမှာဆိုကျွန်တော်တို့က mobile control လုပ်လို့ရတယ်ပေါ့နော်ကျွန်တော် anytime anywhere ကျွန်တော်တို့ control လုပ်လို့ရတယ်ဒါကတော့သူ့ရဲ့ထူးခြားတဲ့ function တစ်ခုဖြစ်တယ်ပေါ့နော်သူ့ကိုအသုံးပြုဖို့ဆိုရင် Dangin Mobile Controller application ကိုကျွန်တော်တို့ download ဆွဲပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ MCG Dangin IC Distributor Facebook page မှာဝင်ရောက်လေ့လာလို့ရပါတယ်နောက်ထူးခြားတဲ့ function တစ်ခုကတော့ Streamer Digital Air Purifying System ပါဝင်တာကြောင့်ဘက်တီးရီးယားနဲ့ပိုးမွားတွေကိုကင်းစင်စေပြီးတန်ရှင်းလက်ဆက်တဲ့လေထုပတ်ဝန်းကျင်ကိုရရှိစေမှာဖြစ်ပါတယ်FTKZ Luxury Series ဆိုရင် 3D Airflow မှု function ပါဝင်တာကြောင့်အခန်းတွင်းရဲ့မြေတိနေရာမှာဆိုအေးနှုံရောက်ရှိစေမှာပဲဖြစ်ပါတယ်ဒီ Deodorin filter ကိုအသုံးပြုပြီးထားခြင်းကြောင့်မိတ်ဆွေရဲ့အိမ်ကတိရစ္ဆာန်လေးတွေရဲ့အနံ့တွေစလိတ်နံ့တွေအစားအသောက်အနံ့တွေစားတဲ့အနံ့သို့6မျိုးတနာရီတွင်90%အထိကိုဖယ်ရှားတတ်နိုင်ပေးမှာဖြစ်ပါတယ်နောက်ဆုံးထူးခြားတဲ့ function တစ်ခုကတော့တာမန် aircon တွေမှာမပါဝင်မဲ့နဲ့ Dangin Luxury aircon မှာပါဝင်တဲ့ economic function ပါဝင်တာကြောင့် power consumption ကိုတည်တည်တာကျဆင်းပြီး solar inverter တွေနဲ့တွဲဖက်အသုံးပြုမဲ့ user တွေအတွက်အထူးရွေးချယ်လို့ကောင်းမဲ့ Luxury aircon series တစ်မျိုးပဲဖြစ်ပါတယ်အင်ဒိုကိုအမောင်းသင်းလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အော်တိုကိုစက်ကြည့်အောင်ဒါကတော့ Dangin
ငယ် FTKZ Lazy Series ရဲ့အောက်တိုးပုံပဲဖြစ်ပါတယ်။ဒါငယ် FTKZ Lazy Series ရဆိုလို့ရင်နောက်ဆုံးမှာ R32 ကတ်ကိုအသုံးပြုပြီးထားပြီး compressor ကိုတော့ဒါငယ် compressor ကိုအသုံးပြုပြီးထားပါတယ်။ဒီလိုထူးခြားတဲ့ function တွေပါဝင်တဲ့ Lazy Sun နဲ့ Aircon ကိုဝယ်ယူခြင်းတဲ့မိတ်ဆွေများအတွက်မြန်မာနိုင်ငံလုံးရှိအမျိုးမျိုးအနေနဲ့ရှိ Aircon electronic ဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်။ဒါငယ် FTKZ Lazy Series နဲ့ပတ်သက်ပြီးအခြားသိလို့တာများရှိလို့ရင် message box နဲ့ comment box တွေမှာဝင်ရောက်မေးမြန်းလို့ရပါတယ်။